အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ဒီချက်မို့ IGCSE Math Center ကဒီချက်တော်ဝင်မှုပါမှာမနက်ဖြန်19မေမှာတာတို့သမီးတို့က additional math ကို non calculated အားလေးဖြေရမယ်ပေါ့နော်ဒါပေမဲ့ကျတို့course အသစ်တိုးလာတယ်coordinate of the geometry of the circle မှာဆိုရင်ကျတို့ past paper လေးတွေ practice လေးတွေနည်းနေတဲ့အတွက်ကြောင့်မလို့ကျအဲ့ဒါလေးတွေကို practice လေးဖြစ်အောင် question paper လေးတွေစုထားတဲ့ဟာလေးကို example လေးနဲ့ရှင်းပြလိုက်မယ်ပေါ့နော်ကျတို့ဒီမှာဆိုရင် circle coordinate geometry of circle မှာဆိုရင် circle ရဲ့ equation ကိုကျတို့သိထားတာကသူ့မှာ center ရှိမယ် center က a, b radius က r ဆိုရင်ကျတို့ဒီ equation ရဲ့ formula ဒီ x minus a the whole square plus y minus b the whole square equal to က r square ဆိုတာကျတို့ formula အရမှတ်ပြီးသားequation form ကနေပြီးမှကျတို့ကိုဗာမေးနိုင်လဲဆိုတော့ center ကပါလဲ radius ကပါလဲမေးနိုင်တယ်လို့center ရဲ့ကျတို့ radius ကိုပေးထားပြီးတော့ equation ကိုမေးတာလည်းဖြစ်နိုင်တယ်။ပြီးရင်နောက်တစ်ခုကကျတို့သိထားမှာကဘာလဲဆိုတော့ခါကြတော့circle ရဲ့ circle နှစ်ခုရှိမယ်ဆိုရင်အဲ့ circle နှစ်ခုကဖြတ်သွားတာလားဒါမှမဟုတ်ဘူးဆိုရင်မဖြတ်ဘူးလားတစ် point ထဲမှာဖြတ်သွားတာလားနှစ် point ကိုဖြတ်သွားတာလားအဲ့ဒါလေးလည်းမေးနိုင်တယ်နော်အဲ့တော့ကျဒီမှာကquestion ကရှာထားတဲ့ question လေး topic တစ်ခုလေးကိုရှင်းပြရမယ်ဆိုရင်တော့သူကပေးထားတာက center ကိုပေးထားတယ်ကျတို့ center ကိုပေးထားပြီးတော့သူဒီဖြတ်သွားတဲ့ point က 8, minus 7ကိုဖြတ်သွားတယ်လို့ပြောထားတယ်အဲ့တော့ကျတို့ချက်ဒီဟာကိုပုံကိုတားလို့သမီးတို့မြင်အောင်ပုံအကျန်းလေးပုံပြမယ်ဆိုရင်ဒါဒီကျတို့ hy plane ရှိမယ် h, y plane တစ်ခုရှိမယ်အဲ့တော့ h, y plane ပေါ်မှာကျတို့ point A က 3,5 point A ဒီ 3,5 h က 3 y က 5 maybe ဒီနားလေးမှာဖြစ်နိုင်တယ်ပဲထားကွာပြီးရင်နောက်တစ်ခုက point B ဒီ 8,-7ဒီနားမှာ point B ရှိမယ်ကျတို့ဒီကကို center ဖြစ်ပြီးတော့ A ကို center ဖြစ်ပြီးတော့ကျတို့ circle လေးတစ်ခုဆွဲလိုက်မယ်နည်းလေးချချုံလိုက်မယ်နော်8,-7ဒါက 3,5 ဆိုတော့နည်းလေးပုံဆွဲရတာအဆင်ပြေအောင်လုပ်ချင်အောက်လေးကိုနည်းနည်းချလိုက်မယ် a 8,-7ဒီမှာက point b အဲ့တော့ကျတို့ဒီမှာ circle တစ်ခုရှိမယ်သူ့ကိုစမ်းထားထားပြီးတော့point b ကဒီ circle ပေါ်မှာရှိမယ်ပုံလေးကမိပြီးဒီလိုလေးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျတို့ဒီမှာက equation ကိုပြန်ရှာခိုင်းတယ်အဲ့တော့ခုနကကျတော့မှလောက်ထားတယ် reverse လောက်ထားတဲ့ formula အရဆိုရင် x minus a the whole square plus y minus b the whole square equal to က radius square အဲ့တော့ဒီမှာက center ကတော့ကျတို့ကသိပြီးပြီ a ရ b ရက 3,5 အဲ့တော့ radius ရှာရမယ် center က point a လို့ပြောထားပြီးတော့ point b က circle ပေါ်မှာရှိတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ကျတို့က coordinate geometry အရာဆိုရင် distance of AB ဒီ radius ကိုပြောတာနဲ့အတူတူပဲအဲ့တော့ကျတို့က distance of AB ကို formula သုံးပြီးတော့ရှာမယ်ဆိုရင် h2 minus h1 the whole square 3 minus 8 the whole square plus y2 minus y1 the whole square 5 minus 7ဆိုရင်ကျတို့ plus 7ဖြစ်သွားမယ် the whole square အဲ့တော့ကျတို့ဘာရမလားမလဲဆိုတော့13ပေါ့အဲ့တော့နံပါတ် a ရဆိုရင် equation ဒီ x minus 3 the whole square plus y minus 5 the whole square equal to က r square ဆိုတော့30 square ဆိုတော့ကျတို့169ဒီမှာ equation ရသွားတယ်အဲ့ဒါကနံပါတ်1ပြီးသွားပြီပြီးရင်နောက်တစ်ခုနံပါတ်2ကကြတော့သူကဘာပြောထားလဲဆိုတော့ point m ရဲ့ n ရဲ့က c ပေါ်မှာရှိတယ်ဒီ c ပေါ်မှာပဲရှိပြီးတော့ mn က chord ဖြစ်တယ်လို့ပြောထားတယ်ပြီးရင် mn ဒီ h straight line mn ဒီကျတို့ h axis ရဲ့အပေါ်မှာရှိနိုင်တယ်အဲ့တော့ h axis ရဲ့အပေါ်မှာဆို maybe ဒီနားမှာလည်းဖြစ်နိုင်တယ်ဒီနားမှာလည်းဖြစ်နိုင်တယ်ဘယ်နားမလဲဆိုတာကျတို့မသိသေးဘူးအဲ့ axis ရဲ့အပေါ်မှာဒီလိုလည်းဖြစ်နိုင်တာပဲဒီလိုလည်းဖြစ်နိုင်တာပဲเนาะအဲ့တော့ဒါမဲ့ question ကိုဆက်ဖက်လိုက်တဲ့အခါမှာ parallel to 8 axis လို့ပြောထား8 axis နဲ့ parallel ဖြစ်နေတဲ့ line တွေဒီကျတို့သိထားပြီးသားက horizontal line အဲ့တော့ horizontal line ဖြစ်တယ်ဒီမှာဒီ A ရအပေါ်မှာလည်းဖြစ်နိုင်လို့ A ရအောက်မှာလည်းဖြစ်နိုင်တယ်ချက်နေရာအခက်ခဲရချက် A ရအပေါ်မှာဆွဲလိုက်နော်ဟောဒါဒီ
m ဒါဒီ n ပေါ့ပြီးရင်နောက်တစ်ခုကအဲ့ mm ရဲ့ length ကိုသိတယ်ကျတို့ဒီမှာကနောက်တစ်ခုဆက်သိရမှာက geometry အရာဆိုရင် radius ကနေပြီးမှကော့ပေါ်ကိုကျတောင်းမဲ့ကြမြင်းတစ်ချောင်းဆွဲချလိုက်တယ်ဆိုရင်အဲ့ chord ကိုထုတ်အပ်ပိုင်းတယ်ဒီနားဟာကိုကျဥလို့ထားလိုက်မယ်ဆိုရင် on ဒီ mn က4 root 22လို့ပြောတဲ့အတွက်ကြောင့်မို့ကျတို့တဝက်ဝက်လိုက်တော့2 root 22ပေါ့အဲ့တော့ကျတို့ဒီမှာကသိရမှာက equation ကိုရှာခိုင်းတယ် passing through the point mn ကိုဖြတ်သွားတဲ့ equation mn ကိုဖြတ်သွားတဲ့ equation ဒီ horizontal line ဖြစ်တဲ့အတွက်ကြောင့်မို့ကျတို့ရမယ့် equation ဒီ y equal to constant နဲ့ရမယ် constant ဒီကျတို့ a အစီအစဉ်အပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ maybe 2လည်းဖြစ်နိုင်လို့1လည်းဖြစ်နိုင်လို့3လည်းဖြစ်နိုင်တယ်ဒါမှမဟုတ် point နဲ့လည်းထွက်ချင်ထွက်နိုင်တယ်အဲ့တော့အဓိကကကျတို့ကဒီမှာဆိုရင်ဒါလေးကဒါဒီorigin မဟုတ်ဘူးเนาะ origin မဟုတ်ဘူး point နာမည်ပေးထားတာ on เนาะအဲ့တော့ကျတို့ဒီမှာဆိုရင် right angle triangle လေးဆွဲလိုက်မယ်ဆိုရင် an ကလည်း also radius ဖြစ်တဲ့အတွက်ကြောင့်မို့ကျတို့ခုနတထင်းနဲ့အတူတူပဲ okay on ကလည်းတည်ပြီး2 root 22အဲ့ဆိုရင်ကျတို့ oa ကိုရှာလို့ရသွားပြီ oa ဒီအဲ့ဒါကိုလည်းတည်ပြီးရ square root of 13 square minus 2 root 22 the whole squareကျတို့ဘယ်လောက်ရလာမလဲဆိုတော့ square root ယူလိုက်တော့9 OE က9ရသွားတယ် okay ကျတို့ဒီမှာကဒါက horizontal line ဖြစ်တယ်ဒီကောင်ကထောက်မှန်ကြတဲ့အတွက်ကြောင့်မလို့ကျတို့ A ရဲ့ကျတို့ဒီမှာကဒါဒီစင်တာကစင်တာက E ရဲ့စင်တာဒီကျတို့3.5လို့ပြောတဲ့အတွက်ကြောင့်မလို့ထောက်မှန်ကြမြင်ဆွဲထားတဲ့အတွက်ကြောင့်မလို့ကျတို့ဒီကောင်ဒီ y ကိုက h ကတော့3ပဲ yအဲ့တော့ကျတို့ဒီမှာက distance formula အရဆိုရင်ဒါက vertical height ဖြစ်တဲ့အတွက်ကြောင့်မကျတို့ x ကိုထည့်မစင်းစားရတော့မှရတယ်အဲ့တော့ a ရဲ့ coordinate y ကိုလိုချင်တယ်ဆိုရင် sorry point o ရဲ့ coordinate y ကိုလိုချင်တယ်ဆိုရင်ကျတို့ထုံးစံအတိုင်းequation straight line formula အပေါ်တွေကနေပြီးမှ y နဲ့ကနေပြီးမှ -5 equal to ကကျတို့ oa ရဲ့ distance 9နဲ့ညီပြီးလိုက် y equal to က14အဲ့တော့သူ့ရဲ့ y တန်ဖိုးက14ဆိုရင် mm ရဲ့ equation ကလည်း14ပဲပြန်ရှာစရာမလိုတော့ဘူးเนาะဒါလေးပါပဲကျတို့ဒါဆိုရင် calculator ကိုလည်းသုံးစရာမလိုဘူးခဏလေးတွေကလည်းတီးတဲ့အတွက်ကြောင့်မလို့ပြီးရင် non calculator အနေနဲ့လည်းမိနိုင်တယ်ပေါ့နော်ပြီးနောက်တစ်ပုဒ်လေးချက်ထပ်ပြီးတော့တွက်ပြမယ်နော်နောက်တစ်ပုဒ်ကကြတော့ချက်ရှိမှပြောထားသလိုပဲသူဒီကျတို့ကို equation ကိုမေးနိုင်တယ် center တို့ radius တို့ point တွေကိုပေးထားပြီးတော့ circle ရဲ့ equation ကိုမေးတာလည်းဖြစ်နိုင်တယ်လို့ circle ရဲ့ equation ပေးထားပြီးတော့ကျတို့ center တို့ radius တို့ပြန်ရှာခိုင်းတာလည်းဖြစ်နိုင်တယ်အဲ့တော့ general equation form ရဆိုရင်ကျတို့ x minus a the whole square plus y minus b the whole square equal to က r square လို့ပြောထားတဲ့အတွက်ကြောင့်မို့ကျတို့ဒီ form ကိုရမှသာလေ center ကဘာလဲ radius ကဘာလဲဆိုတာသိမှာအဲ့တော့ကျတို့ဒီဟာပေးထားတဲ့ဟာတွေကိုကျတို့ perfect square တွေပြင်လိုက်မယ်အဲ့တော့ပေးထားတဲ့ equation form ရဆိုရင် x ကတသက် y ကတသက်ဖြစ်နေတဲ့အတွက်ကြောင့်မို့ကျ x ကိုတသက်စုလိုက်ရင် ax plus y square minus 14y equal to က constant ကိုချက်ဟိုဘက်ကိုပို့လိုက်ပြီဒီ20ကတော့ကျတို့ကိုကြိုက်တဲ့ method နဲ့20နဲ့အဆင်ပြေသလိုတွက်လို့ရတယ်နော်ကိုမှတ်ထားတဲ့နည်းကိုပဲတွက်အဲ့တော့ကျ perfect square ပြင်မယ်ဆိုရင်ဒါဒီ x ကိုထဝက်ဝက်လိုက်တော့ x plus 4 the whole square အဲ့တော့ဒီ4 square ကကျတို့နောက်မှာပြန်လုပ်ပြီးမယ် minus 4 square ပေါ့နော်ပြီး plus y 14ကို half တဝက်ဆိုတော့ minus 7 the whole square အဲ့တော့ခုနလိုပဲချက် minus 7 square ကိုပြန်လုပ်လိုက်မယ် equal to 79အဲ့တော့ x plus 4 the whole square plus y minus 7 the whole square equal to ပါချက်ဟိုဘက်ကိုချက်တဲ့ဟာတွေကိုပို့လိုက်မယ်ဆိုရင် plus ဖြစ်သွားမယ်79 plus 7 square plus 4 square အဲ့တော့144အဲ့ဆိုရင်ကျတော့ equation form နဲ့ဝင်သွားတဲ့အတွက်ကြောင့်မလို့နံပါတ် A က A1 က center မိတာဖြစ်တဲ့အတွက် center ဒီ x က -4 y က 7
အဲ့လိုပဲ radius ရဆိုရင်ကျတော့ equation ဒီ r equal to square root of 4 ဆိုတော့ radius က 12 ပေါ့နော်ပြီးရင်နောက်ဒါဒီနံပါတ် A ပြီးသွားပြီနံပါတ် B ကကျတော့ဘာအောင်မေးတာလဲဆို point B ကတဲ့ circle ပေါ်မှာရှိတယ်အဲ့တော့ circle ပေါ်မှာရှိတယ်လို့ပြောတဲ့အတွက်ကြောင့်မို့ချက်ပုံလေးကိုကျန်းယူဆွဲလိုက်မယ်ဆိုရင်အဲ့တော့ချက်ဒီပုံလေးကိုပြမယ်ဆိုရင်ဒါဒီကျတို့ center က -4, အဲ့တော့ပုံကျန်းရင်ဖော်ပြမယ်နော်အဲ့တော့ကျတို့ဒီမှာက center လေးရှိမယ်ဒီ center ဒီ x က -4, 7အဲ့တော့သူပြောထားတာက point B က circle ပေါ်မှာရှိတယ်တဲ့ circle ပေါ်မှာဘယ်နေရာမှာရှိလဲဆိုတာမသိဘူးပြီးရင်နောက်တစ်ခုကသူက circle ပေါ်မှာဒီဘက်မှာလည်းဖြစ်နိုင်တယ်ဒီဘက်မှာလည်းဖြစ်နိုင်တယ်အဲ့တော့သူက point B က circle ပေါ်မှာရှိပြီးတော့ is the nearest origin O နဲ့အနီးဆုံးမှာရှိတယ်လို့ပြောတဲ့အတွက်ကြောင့် O နဲ့အနီးဆုံးမှာရှိတာဆိုတော့ဒီနားမှာရှိမှာပေါ့နော်အဲ့တော့ point B ကဒီနားမှာဒီမှာက origin O ရှိတယ်သူရှာခိုင်းတာက exact length exact length လို့ပြောတဲ့အတွက်ကြောင့်မို့ဒါဒီကျတို့ဘာအနေနဲ့မေးနိုင်လဲဆိုတော့ခါကျတော့ non calculator အနေနဲ့လည်းမေးလို့ရတယ် OB ကိုရှာခိုင်းတယ် okay OB ကိုရှာဖို့အတွက်ကကျတော့ origin ဆိုတာ0.0ဆိုတာတော့သိတယ် point B ကိုရှာဖို့မသိဘူးဟုတ် point B ကိုဘယ်လိုရှာမလဲဆိုပြီးစဉ်းစားလိုက်တဲ့အခါမှာ center နဲ့ P နဲ့ဒီ P ဒီ circle ပေါ်မှာရှိတဲ့အတွက်ကြောင့်မို့ကျတော့ဒီ point center လေးကိုကျန်နာမည်ပေးလိုက်မယ် E နဲ့ထားပါအဲ့တော့ AB ဒီကျတော့ radius ဆိုတာသိတယ်အဲ့တော့ radius ကတော့ပေါ့နော် A ကနေ B ကချက်ပုံမြင်အောင်ပြရင်ဒီမှာကဟုတ်ပြီအနည်းဆုံးမှာရှိမှာဆိုတော့ဒီလိုပေါ့နော် center ဒါကပူနေတာပြီအဲ့တော့ point B ကအရှင်းကြီးအချအနေနဲ့ပေါ့ point B အဲ့တော့ point B က center circle ပေါ်မှာရှိရဖြစ်တဲ့အတွက်ကြောင့်မို့ radius AB ကလည်း radius ဖြစ်တဲ့အတွက် AB ဒီလွှဲဆိုတာသိတယ်အဲ့ဆိုရင် OB ကိုရှာဖို့အတွက်ကကျတော့ point B နဲ့ထားရမရှာတော့ဘူး A point လည်းတည်တယ် O point လည်းတည်တဲ့အတွက်ကြောင့်မို့ကျန် OA ရဲ့ distance ကိုရှာမယ်ဆိုရင် square root of h2 minus h1 the whole square 0 minus minus so plus 4 the whole square plus 0 minus 7 the whole square square root of 65ပေါ့ဒါလေးကို BT ဆွဲပြီးမယ်နော် square root of 65သူလိုချင်တာက OB လိုချင်တာဖြစ်တဲ့အတွက် OB ကိုလိုချင် radius 12တဲ့ကနေပြီးမှ square root of 65ကိုနှုတ်ပြီးအောင်ဒါလေးပဲနော်ချန်တဲ့ပြပါလေးဒီပြပါအပြင်ကိုနောက်ထပ် practice လုပ်လို့ရအောင်ချက် question နှစ်ခုလေး extra လေးနောက်မှာပို့ထည့်ပြီးထားပါတယ်sorry ဒီ paper လေးပေါ့နော်paper နှစ်ခုကိုကျွန်တော်တို့တွက်ကြည့်ဖို့ practice လုပ်ဖို့အကြံပြုရင်းနဲ့မနေ့ဖြန်မှာသားတို့သမီးတို့အားလုံးပြည့်စုံနိုင်ပါစေလို့ချက်ဆုတောင်းပေးလိုက်ပါတယ်နော် good luck ပါအားလုံး